သူတို့အားလုံးဟာအကောင်းဆုံးပုံစံနဲ့ရှိနေခြင်းကြပါတယ်ပိုပြီးပန်းရောင်တန်းလေလေပိုပြီးဆွဲဆောင်မှုရှိလေလေပါပဲသူတို့ရဲ့အောင်မြင်မှုရှိုးဝက်ချက်ကဘာများဖြစ်မလဲအစိတ်တင့်နေတဲ့ရေကန်ထဲမှာလမ်းလျှောက်နိုင်ဖို့အရေးခွန်ထူတဲ့ခြေထောက်ရှည်ကြီးတွေရှိကြပါတယ်ပြီးတော့အစိတ်ရှိတဲ့ရေထဲကနေအနုကြီးသက်ရှိလေးတွေကိုစစ်ထုတ်စားတောက်နိုင်တဲ့ထူးခြားတဲ့နှုတ်သီးတွေလည်းရှိပါတယ်ဒီအစားအစာတွေကိုစားသုံးခြင်းကသူတို့ရဲ့အမွေးအတောင်တွေကိုပိုပြီးပန်းရောင်တန်းလာစေပြီးပိုပြီးတော့လည်းနှစ်လိုဖွယ်ကောင်းစေပါတယ်ချီလီနဲ့အန်ဒီယန်ဖလမ်မင်ဂိုတွေလည်းပြန်တန်းရောက်ရှိလာကြပါပြီသူတို့နှစ်မျိုးလုံးဟာပိုပြီးခန္ဓာကိုယ်ကြီးမားကြပေမဲ့ဆင်းသက်တဲ့အခါမှာတော့တိတ်ပြီးအချိုးမကျလာပါဘူးအခုတော့ကခုံပွဲကြီးစတင်ပါပြီးအမြင့်၄ပေကျော်ရှိတဲ့ချီလီဖလမ်မင်ဂိုတွေဟာရေနက်ပိုင်းမှာဟမ်ဘာဘာလမ်းလျှောက်ပြနေကြပါတယ်ရှိုးဝက်ဆန်းကျဲတဲ့အန်ဒီယန်ဖလမ်မင်ဂိုတွေကတော့မြူနင်းတွေကြားမှာကခုံနေကြပါတယ်ဒါဟာကမ္ဘာအမြင့်ဆုံးနေရာကတန်ကိုကပါပဲဒီလိုမိတ်လိုက်ဖို့ကခုံကြတာဟာရက်တပတ်ပေါင်းများစွာကြာမြင့်တက်ပါတယ်တကောင်ပြီးတကောင်ချစ်သူတွေစုံစည်းသွားကြပါတယ်နောက်ဆုံးမှာတော့သူတို့ဟာအဖို့အတီးတီးကိုရှာဖွေတွေ့ရှိသွားကြပါတယ်အဲ့ဒီအချိန်ထိတော့သူတို့ရဲ့ကခုံချင်းကဆက်ရှိနေဦးမှာအာဘာအမေရိကတိုက်ရဲ့အကြီးကျယ်ဆုံးတောင်တန်းကြီးပေါ်ကအမခန်းအလှဆုံးပြကွက်တစ်ခုပါပဲ The dance continues. The greatest show in the greatest mountain range in the Americas.